ဆက်လက်၍အစီအစဉ်နံပါတ်19ရ Grade 8ကျောင်းသားကျောင်းသူလေးများမှဆိုင်းကြိုက်တဲ့မောင်တချင်းဖြင့်ကပြဖျော်ပြီးမှာပဲဖြစ်ပါတယ်ရှင်
ဆိုင်ဝိုင်း၏စီးချက်မုံဂီတအလှနဲ့ရိုးရာအမွေအနှစ်တွေကိုခန္ဓာကိုယ်ဘာသာစကားဖြင့်အသက်သွင်းပြသပေးခဲ့ကြတဲ့ Grade 8ကျောင်းသူလေးများကိုအထူးပင်ကျေးဇူးတင်ရှိပါရခင်ဗျာ